TNL ကအခုနောင်ချိုတိုက်နေနောင်ချိုရပြီတာနဲ့ငါတို့တက်မရှိတဲ့တောင်ခမ်းကိုဆက်တိုက်ဒီကောင်နဲ့တောင်ခမ်းကိုတေချာပေါက်တိုက်တယ်တောင်ခမ်းကိုရခဲ့ရက်ဆောက်ကနေတစ်ဆင့်ရှမ်းပြည်တောင်ပိုင်းတောင်ကြီးထိချန်ကပ်လိုက်ရှေ့မြောက်ဘက်မှာဆိုရင်တော့နောင်ချိုရပြီပြင်ဦးလင်းမန်းလေးထိဆက်တိုက်ပြီးတော့ညာဒေသတောင်ခမ်းကိုဒနု PDF DPL ကိုပေးခဲ့တယ် DPL ကိုရွာငံဒေသထိနေမီစိုးမိုးခွင့်ပေးမယ်လို့ဒီကောင်နဲ့မလုံးပေးထားတယ်ဒီကောင်နဲ့နိုင်ချက်လို့ဖြစ်နေတော့ဘယ်တက်နဲ့တိုက်တာသူတို့ပဲနိုင်နေလို့ထင်တယ်အေးအဲ့နိုင်ချက်ကိုရှုံးချက်ပြန်ဖြစ်ဆုံးမပေးရအများနဲ့နောက်ကနေလိုက်နေတဲ့ခွေကိုရှောင်ပြေးနေတယ်လုံးမဖြစ်ဘူးစားရှိရှိနဲ့နောက်ပြန်လှည့်ကန်ထုတ်လိုက်မှာအထိနာပြီးထွက်ပြေးမှာရန်သူကိုခွတ်ကန်ပြစ်တယ်လို့ကန်ပြစ်ဒါကြောင့်ကြိုတင်ပြင်ဆင်ထားရမယ့်အလုပ်တွေကိုငါပြောမယ်တရင်လိုက်ခံစစ်တွေကိုအကောင်းဆုံးပြင်ဆင်ထားပါတရင်တွေကအရန်ရိတ်ခါနဲ့73စီတို့တက်မောက်ရွှေပြောင်းစုပုံအာမာတာ206ကအရေးကြီးပစ္စည်းနဲ့စာရွက်စာတမ်းတွေကိုထုတ်ဖို့ပြီးတက်မောက်ကိုပို့အာမာတာ406က37လေပြည့်အမြောက်တွေကိုတက်မောက်ကိုရွှေ့အာမာတာ406နဲ့အာမာတာ354တို့ကခံစစ်စင်တဲ့အနေထားကနေအခြေအနေမပေးခဲ့ရင်တက်မောက်ကိုလာပေါ့တက်မဌာနချုပ်ကတော့တောင်ခမ်းရဲ့နောက်ဆုံးခံစစ်ပဲရေးကြီးဆုံးကတက်လိုက်ဆက်သွယ်မှုပြတ်တောက်စေနဲ့တိုက်ပွဲကာလမှာဖုန်းလိုင်းတွေပြတ်တောက်ခဲ့ရင်ဆက်သွယ်ရေးဇက်တွေကိုကောင်းကောင်းအသုံးချနိုင်ဖို့မင်းတို့ခုတည်းပြင်ဆင်တာအဲ့တော့အဓိကကြတာငါတို့တောင်ခမ်းဒေသတောင်ခမ်းဒေသအရှိမြောက်ရဲ့နောက်ဆုံးခံစစ်ဒါပေမဲ့မင်းတို့သိထားရမှာဒီကောင်တောင်ခမ်းကိုဘယ်တော့မှမရစေရရှေ့မြောက်ဒေသရဲ့အောင်ပွဲအစတောင်ခမ်းလည်းဖြစ်ရှင်းလားမင်းတို့စိတ်နှခွမဖြစ်ဖို့နဲ့ဘရင်အောင်ဖောင်ဖြတ်ပြီးတိုက်တယ်လို့တိုက်ဖို့လုပ်ရမယ့်အရေးကြီးဆုံးကိစ္စတွေဒီညာပဲလုပ်ကြဒီဘက်တော့ရမ်းမယ်လေနားတော့15မိနစ်တည်းကားပေါ်တက်မယ်လူတယောက်ကိုထောက်တစ်ခုစီနဲ့တောင်းမယ်နိုင်နေမှာပြောင်းမဆန်းတော့လိုချင်ဘူးဘာတောင်းမှမလို့ကျုံမြန်တော့ဘာလို့ပြည်စည်းဘလို့သိပြီးတော့ဘယ်လိုသွားမှာလဲဆရာကြီးရဲ့ဝေးလိုက်တကလေးရကလေးကြဘယ်လိုလုပ်မလဲဆရာကြီးရဲ့လူတယောက်ထောက်ထောက်ဆိုတော့တနေ့ပြည်စည်းရဘယ်လိုလုပ်မှာလဲပြန်မလာတယ်ဆရာကြီးရဲ့ငါလည်းမသိဘူးတိုင်းပေါ်ကြောက်ရလို့ပြောတာရတော့ရတော့ရတော့哇，不动全家，过，提高过。打，现在给我打我，打。阿妹，你打阿妹有对象没呢？阿妹，打阿妹那来了吗？阿妹，爸，他给啥打？အမေနဲ့ကိုလိုက်လာမှာဘေးတောင်ကဒီမှာဒီနေရာကကွယ်ဆောက်ရအောင်မှာမင်းတောင်ပဲလေအမေစိတ်ပူလို့ပါအမေဒါစိတ်ပူလို့ပါမေဘာလဲတာမင်းကြောက်နေရလားကြောက်နေမင်းပါရိုက်ပါတော့爸爸တော့ဘယ်တော့မှလဲတာဖေဖေရောခေါ်ခဲ့လို့မရဘူးလားတာမမင်းနဲ့လိုက်သွားတယ်တာဖေဖေနောက်တော့လိုက်လာမှာတော့အမေမရှိရတာလေတော့အမေမရှိရတာတော့အမေမရှိရတာဟုတ်ပါတယ်ဗျာသူ့အဖေကင်းသွားရင်တော့ကျမတို့ကပဲကြည့်ရှုစောင့်ရှောက်ပေးထားရတာပါဟုတ်ပါတယ်ဒါဆိုလည်းဒီကလေးကိုခင်ဗျားတို့ဆက်ပြီးစောင့်ရှောက်ပါဟုတ်ကဲ့ပါစိတ်ချပါဒီစီအားလုံးလည်းစနေပြပါလိမ့်ဒီရဲ့စနေပြပါလိမ့်ပါဒါဆိုခုပဲထွက်ကြတယ်ကဲပါပါဒီသားစုဝင်တွေဓာတ်ခိတခြားဓမ္မအပ္ပတိစာပြုဆိုင်ပါခဏလမ်းကြီးမှာစားဖို့တောက်ခွင့်ကိုရောက်လိုအပ်တာလေးလုပ်ရအောင်ဒါလေးပါ